မဖဲဝါကိုမတိတဲ့သူတော့ရှိမယ်မထင်ပါဘူး။ဒါပေမဲ့တင်းချိုင်းဆောင်မဖဲဝါဆိုပြီးဖြစ်လာပုံကိုတော့မတိသေးတဲ့သူတွေအတွက်ဗဟုသုတအနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်။ကုန်းမောင်မင်းဆက်9ဆက်မြောက်ဘာကြီးတော်မင်းလက်ထက်ပြည်မြို့မှာမိသားစု၄ယောက်အတူနေထိုင်ကြတယ်။ဖခင်ရဲ့မိခင်ရဲ့တားလေးမောင်ကျန်စစ်နဲ့သမီးလေးမဖဲဝါတို့ပဲဖြစ်ကြပါတယ်။မောင်ကျန်စစ်လေးကြီးလာတော့ပြည်မြို့သားမင်းထံစာရေးတော်ကြီးမင်းရဲ့ဒိတ်ပါအဖြစ်နဲ့အမှုထမ်းခဲ့ပါတယ်။မိဘနှစ်ပါးကွယ်လွန်ပြီးနောက်မောင်ကျန်စစ်နဲ့မဖဲဝါတို့မောင်နှမ2ယောက်ဟာတယောက်ကိုတယောက်မိခိုအားထားကနေခဲ့ကြပါတယ်။အကိုကြီးမောင်ကျန်စစ်ဟာလူပေါင်းမာပြီးနေ့စဉ်နဲ့အမျှတောက်စားမှုရပျော်ပါတတ်လာပါတယ်။မြို့သားမင်းကိုပါပုံကံမိသည့်အထိဖြစ်လာတဲ့အခါမှာဒီသတင်းကမျိုးသားမင်းထံပေါက်ကြားသွားပြီးသူတို့ကိုအပြစ်ပေးတော့မဲ့အချိန်မောင်ကျန်စစ်ဟာညမငယ်မဖဲဝါကိုခေါ်ပြီးအေယာဝတီမြစ်တလျှောက်လှေစီးကထွက်ပြေးလာကြပါတော့တယ်။အထောင်ချားခဲရွာကိုရောက်တဲ့အခါမောင်ဆန်မဲနဲ့မတဲဦးဆိုပြီးအမိပြောင်းကဇက်မြုပ်နေခဲ့ကြပါတယ်။မင်းမူရန်လုပ်ခဲ့တဲ့အကိုကြီးဟာတခြားအလုပ်ကောင်းကောင်းမလုပ်တတ်တာမို့အင်းအလုပ်ကိုသာလောက်ကရင်အသက်မွေးဝမ်းကြောင်းပြုရပါတယ်။ညီမငယ်လေးကတော့ဒီအလုပ်တွေကိုမလုပ်ချင်ပေမဲ့မတက်တာတဲ့အစုံအကိုကြီးကိုကူညီပြီးငါးဖမ်းအလုပ်လုပ်ရပါတယ်။မောင်ဆမဲနဲ့မတဲဦးတို့မောင်နှမကဒီအကုသို့အလုပ်နဲ့အရန်ကိုအကျိုးပေးခဲ့ပါတယ်။အင်းတကြီးအထိပါဖြစ်လာပြီးရွာမျက်နှာဖုံးတထေးလောက်ထိကိုချမ်းသာလာခဲ့ကြပါတယ်။အရင်တည်းကမူရစ်တောက်စားခြင်းကိုကြိုက်နှစ်သက်ခဲ့တဲ့မောင်ဆမဲဟာချမ်းသာလာတဲ့အချိန်မှလည်းအရင်လိုပဲအပေါင်းဖော်ရီနဲ့တောက်စားကြလာပါတယ်။မတဲဦးလေးကလည်းအင်မတန်ကိုချောမောလှပသူလေးမို့ရွာတထေးတွေအတော်လေးမျက်စိကြကြပေမဲ့အကိုကြီးမောင်ဆန်မဲကတော့သူ့ညမလေးကိုဘသူနဲ့မှသဘောမတူပဲသူကပဲပြုစုဆောက်ရှောက်ခဲ့ပါတယ်။မိုးရရွာတဲ့နေ့တစ်နေ့မှာအရာရာဆင်ပြေနေတဲ့သူတို့မောင်နှမ2ယောက်ရဲ့ဘဝကပျက်စီးသွားခဲ့ရပါတယ်။အင်းထဲကပြန်မလာတာ3ရက်လောက်ကြာပြီဖြစ်တဲ့အကိုကြီးကိုစိတ်ပူတာနဲ့မတဲဦးခမမိုးရဲလေတဲ့အင်းထဲကိုလိုက်သွားခဲ့ပါတယ်။တောက်စားထားတဲ့အကိုကြီးရဲ့အရက်ဝိုင်းကိုပဲမြင်တာမို့အကိုကြီးကိုစောင့်ရင်းအင်းထဲကငါးတွေကိုဆယ်ထုတ်နေလိုက်ပါတယ်။ဒီအချိန်မှာမူးမူးနဲ့ငါးဆင်းဆယ်နေတဲ့မောင်ဆန်မဲဟာသူ့ငါးကိုဆယ်လိုက်တိုင်းငါးနည်းနည်းပဲပါတာမို့ဘယ်မကောင်းဆိုးဝါးကသူ့ငါးတွေကိုလာယူနေလဲဆိုပြီးစိတ်တူနေခဲ့ပါတယ်။အဲချိန်မူးနေတဲ့မောင်ဆန်မဲဟာသူ့ညမလေးမတဲဦးကိုတွေ့တော့မကောင်းဆိုးဝါးထင်မှတ်ကဓာတ်နဲ့ခုတ်ချလိုက်ပါတော့တယ်။အမူးပြေသွားကမှသူနောင်နာရလည်းမမီတော့ပါဘူး။မတဲဦးလေးဟာဆုံးပါသွားခဲ့ပါပြီ။ဒီလိုနဲ့မောင်ဆန်မဲဟာစိုးတဲ့ကိုစိုးလာခဲ့ပါတယ်။အကူတို့ဟာလည်းဘလောက်ကြီးမားလဲဆိုရင်အပေါင်းအသင်းတွေနဲ့ရွှေတကုံဖျားသွားတာတောင်သူဟာဖျားကိုမမြင်ရတော့ပါဘူးတဲ့အစိမ့်တွေဖြစ်ခဲ့တဲ့မတဲဦးလေးဟာသူ့မှာနေစရာလည်းမရှိဝတ်စရာလည်းမရှိကြောင်းကိုရွာဦးဖုန်ကြီးကျောင်းကဆရာတော်ထံအိမ်မက်ပေးခဲ့ပါတယ်။သူတို့မောင်နှမအကြောင်းကိုသိနေတဲ့ဆရာတော်ကမတဲဦးကိုအထောင်းချားခဲ့ရွာတုတ်တန်ကိုအပိုက်စားပေးခဲ့ပါတယ်။သူမဟာသူမငယ်ငယ်ကလေးကကြိုက်တဲ့အဝါရောင်ဝမ်းဆက်ကိုသာဝတ်ဆင်ထားတယ်လို့တင်းကြိုင်နဲ့မဖဲဝါကိုတွေ့သူများကပြန်ပြောပြကြပါတယ်။ဒီတဲ့ဟာဟိုးလေးကြော်ကြော်ဖြစ်သွားပြီးကုန်းမောင်မင်းဆက်80ဆက်မြောက်တာယာဝတီမင်းကြီးထံမှာသတင်းစကားရောက်သွားခဲ့ပါတယ်။မင်းကြီးကမဖဲဝါကိုတင်းချိုင်းအားလုံးကိုစောင့်ရှောက်စေခဲ့ရင်တင်းချိုင်းဆောင်မဖဲဝါဆိုပြီးဖြစ်လာခဲ့ပါတော့တယ်။ဒီလိုစိတ်ဝင်စားကြကောင်းတဲ့ horror story လေးတွေနဲ့ဖြစ်ရမှန်ထူးခြားဆန်းကျင် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးကြပါအောင်ရှင်။